မရဲ့ရှမ်းနနလေးကတော့ဒီလိုလေးရှိပါတယ်ဒီလိုအပင်ရဲ့အရွက်အညွန့်ကနေပြီးတော့ခူးတံကနေပြီးတော့အပင်လေးတွေထပ်ပေါက်တာပါခူးစားလို့လဲရက်တွေအများကြီးစားပြီးွားပါပြီ6လလောက်ရှိသွားပါပြီဒါပဲဒီလိုဖူးတံလေးကနေပြီးတော့ပင်လေးတွေထပ်ပေါက်နေတာပါရှင်အပင်ပေါ်မှာပင်လေးတွေထပ်ပေါက်နေတာပါခါမှမတွေ့ဘူးပါအဓိကတော့ကြက်ဥခွန်နဲ့အုံးဆန်ခွန်နဲ့ဒါပဲထည့်တာပါလို့